online ကနေဖုန်းနဲ့ထိုးတဲ့ Lotto T ပေါက်မပေါက်ကိုကနန်းကိုပြန်တိုက်ချင်တယ်ဆိုရင်ဘယ်လိုတိုက်မလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်အခုနောက်ပိုင်းဖုန်းကနေပြီးတော့မှ Lotto ထိုးလို့ရတယ်ဆိုတော့အားလုံးသိပြီးသားဖြစ်မှာပါကျွန်တော် Lotto ထိုးနည်းလဲတင်ပေးထားပါတယ်ဒီဒုံးငယ်ပုံကောအကောင့်ဖွင့်တဲ့နည်းလမ်းကိုလည်းကျွန်တော်တင်ပေးထားပါတယ်မသိတဲ့လူတွေရှိရင်ကျွန်တော် link ချပေးပါမယ်အခုဒီဗီဒီယိုမှာတော့ဒီကိုထိုးလိုက်တဲ့ကနန်းကပေါက်မပေါက်ဘယ်လိုပြန်တိုက်မလဲဆိုတာကိုမေးကြတဲ့အတွက်အဲ့ဒါလေးကိုကျွန်တော်ဖြေပေးမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့ဒုံးငယ်ပုံကော website ထဲဝင်ပြီးတော့မှကျွန်တော်တို့ login ဝင်ရမယ်ပေါ့နော် login ဝင်ထားတဲ့အနေထားမှာပဲကျွန်တော်တို့အပေါ်ဆုံးညာဘက်တောက်မှာဂျွန်ချက်မီနူဆိုတာရှိပါတယ်အဲ့ဒါကိုတစ်ချက်ဝင်လိုက်မယ်ပေါ့နော်ဂူမဲတန်းချွန်နေရောဆိုတာရှိပါတယ်အဲ့ဒီထဲကိုတစ်ချက်ဝင်လိုက်ပေါ့နော်အဲ့ဆိုရင်ဒါအချိန်လည်းရွေးလို့ရတယ်ပေါ့နော်ဒီဘက်ထိုးထားလားဒါမှမဟုတ်ခုပြီးခဲ့တဲ့တစ်လအတွင်းထိုးထားတဲ့ဟာတွေကိုပြန်ကြည့်ချင်တာလားဒါကတော့ကိုယ်စိတ်ကြိုက်ရွေးပြီးတော့မှကြည့်လို့ရပါတယ်ကျွန်တော်ကတော့ဒီ Dragon Eagle Wall ပေါ့နော်ဒီတစ်လအတွင်းပြီးခဲ့တဲ့တစ်လအတွင်းထိုးထားတဲ့ဟာတွေကိုပြန်ကြည့်ချင်တဲ့အတွက် Dragon Eagle Wall ဆိုတာကိုရွေးပြီးတော့မှ Gom Set ဆိုတာနှိပ်လိုက်မယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တစ်လအတွင်းမှာထိုးထားတဲ့ဒီလက်မှတ်တွေပေါ်နေမှာဖြစ်ပါတယ်အပေါ်ဆုံးကတော့ဒါ9000တန်းချောင်း9000ပေါ့နော်9000ပေါက်ထားတဲ့ဒီလက်မှတ်ပေါ့နော်အောက်ကဟာတွေကတော့နောက်ချောင်းဒါတွေတော့မပေါက်တဲ့ဒီကနန်းတွေပေါ့နော်ကျွန်တော်ဒီထီလက်မှတ်တွေထဲမှာဆိုရင်ကျွန်တော်ဒီကနန်းတွေအများကြီးပေါ့နော်မြင်းသားထားတဲ့ကနန်းတွေအများကြီးရှိပါတယ်သူရဲ့ ID ပုံစံပေါ့နော်အဲ့ဒါကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ထိုးထားတဲ့ဒီလက်မှတ်လေးပေါ်လာမှာဖြစ်ပါတယ်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်မယ်ဆိုရင်ကိုထိုးထားတဲ့ကနန်းဘယ်နှလုံးတူလဲဘယ်နှလုံးမတူလဲဆိုတာကြည့်လို့ရပါတယ်အောက်မှာဆိုရင်ကိုကဘယ်လောက်ရလဲဒီဘယ်လောက်ပေါက်လဲပေါ့နော်ဟိုမပေါက်ဘူးဆိုရင်တော့0ပေါ့နော်ကိုကကျွန်တော်9000ပေါက်တယ်ပေါ့နော်အဲ့တော့ခု9000ပေါက်တဲ့ဟာကဘယ်ထဲကိုရောက်လဲကိုဘဏ်အကောင့်ထဲကိုလွှဲပေးရလားမဟုတ်ပါဘူးအဲ့ဒီပေါက်တဲ့9000ကဒီကျွန်တော်တို့ T က30အောက်ဆိုရင်ကျွန်တော်တို့ရဲ့ဒီအကောင့်ထဲကိုဒီ website အကောင့်ထဲကိုထည့်ပေးပါတယ်30ထက်ကျော်တယ်ဆိုရင်တော့နီးစပ်ရာနှုံးရောက်ဘဏ်ကိုတွားပြီးတော့ထောက်အောင်မှာဖြစ်ပါတယ်ပထမဆုံးဆိုရင်တော့စိုးမှရှိတဲ့နှုံးရောက်ရုံးချုပ်ကိုတွားပြီးတော့မှထောက်အောင်မှာပေါ့နော်အခု30အောက်ပေါက်တဲ့လူတွေဆိုရင်တော့အခုဒီ website ကိုယ့်ရဲ့အကောင့်ထဲကိုထည့်ပေးမှာဖြစ်ပါတယ်အဲ့တော့ဂျွန်ကျန်မီနူထဲမှာပဲကြည့်လိုက်မယ်ဆိုရင်ရေချီကုန်းဆိုတာရှိပါတယ်အဲ့ဒီထဲမှာကိုပေါက်လိုက်တဲ့ကိုယ့်ရဲ့30အောက်စုကြည်ရအဲ့ဒီထဲမှာရောက်နေမှာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်9000ပေါက်ထားတဲ့အတွက်အဲ့ဒီ9000ကရေချီကုန်းထဲမှာရှိနေတာပါအဲ့ဒီ9000ကိုကိုယ့်ဘဏ်အကောင့်ထဲကိုဘယ်လိုထည့်မလဲအဲ့ဒီဗီဒီယိုကိုတော့နောက်ဗီဒီယိုမှာတင်ပေးတော့မှာဖြစ်ပါတယ်